မှာကြိုက်တာလက်ပြူလေးမီလေရတော့ခေါင်းပေါ်စကားပြောတဲ့ရှင်မြမန်တစ်ချက်ရဲ့ရှင်မလင်းလို့သူနေထိုင်နေခါလူလာလုံးလဲလို့ခေါ်ဒီကဘာကြီးပဲဟောရှိပါမလားငါတဲ့ပါမိန်းမနဲ့ယောက်ျားဘာမစိုးပြောတိုင်းလို့ဒီပြေသေးသောငါဟိုငါတဲ့ရဲ့မိန်းမလို့တေးပြီးပင်မွားရောက်တော့မှဘာပြောလဲကွာမင်းလည်းပဲအဲ့ဒီလိုလူသားဖြစ်ဖို့ရမင်းကြီးဘောကမကုန်နဲ့ကွာရင်နဲ့ရင်ခွဲလို့ဘဝကိုသာစဉ်းစားစီရင်ချင်းလည်းဖြတ်ကျော်ခဲ့ဘူးလားတို့မှရုပ်ပေးလာမယ်နေများစွာကတနာလေးပေးထားဘောပြူစင်ရတာရင်လုံးကများငါလည်းပါမိမနဲ့ယောက်ျားဘာမစိုးပြောတိုင်းလို့ပြီးပြေးသေးသောငါဟိုငါတဲ့ရဲ့မိမလို့ဘေဘီပင်ဘွားရောက်တော့မှဘာပြောလဲကွာမင်းလည်းပဲအဲ့ဒီလိုလူသားဖြစ်ဖို့ရမင်းကြီးဘောကမခုံနဲ့ကွာရင်နဲ့အရင်ခွဲလို့ဘဝကိုသာစဉ်းစားစီရင်ချင်းလည်းဖြတ်ကျော်ခဲ့ဘူးသာတော့မှဂျုံတွေ့လာမယ်နေများစွာကတနာလည်းပေးထားဘောဖြူစင်ရတာရင်လုံးကများ